ခွေးကြောင်းခွေးတွေကများနေဟလားခွေးတွေကြောင်းတွေနော်တခြားအိမ်ဘူးတရိတ်ဆန်လေးတွေနော်အများကြီးသားတို့တမျိုးမွေးထားတို့ကသားတို့တမျိုးစကားကိုနားလဲလားဟဲ့လားနားလဲလားဟောနားလဲဘာဖြစ်လို့လဲအသင်ပေးထားတော့နော်ကြည်စံတရိတ်ဆန်တော့နော်လူမုတ်တဲ့တရိတ်ဆန်လေးတောင်မှသားတို့တမျိုးသင်ပေးထားရင်တို့ကသားတို့တမျိုးပြောတာနားလဲတယ်နော်တို့လုတ်တက်တယ်အဲ့ဒါသားတို့တမျိုးသင်ပေးထားတယ်ကဲဟုတ်ပြီဒီနေ့လေဆ iam မကသားတို့တမျိုးတို့ကိုနော်အဖြစ်အပျက်တစ်ခုကိုပြောပြမှာဖြစ်တယ်နော်ဒီအဖြစ်အပျက်ကလေးကနော်နှစ်ပေါင်းများစွာကြာတဲ့အချိန်တုန်းမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုဖြစ်ပါတယ်စကားသံဒီကြားနေရတဲ့အမှတ်တည်ပေးနေပါတဲ့အနီလည်းပြောတယ်အစိမ်းလည်းပြောတယ်လွန်လေခဲ့ပြီးတော့နှစ်ပေါင်းများစွာတုန်းကနော်အင်္ဂလန်ဆိုတဲ့မြို့ကြီးကြားဘူးလားအဲ့ဒီမြို့ကြီးမှာအသားရောင်းတယ်နော်ယောက်ျားကြီးတယောက်ရှိတယ်နော်သူကဈေးရောက်တာပေါ့နော်အသားရောင်းတယ်ပေါ့ဒါတို့တမျိုးနားလဲအောင်ပြောမယ်ဆိုလို့ရှိရင်နော်အဲ့ဒီခေတ်ကတော့ဆိုလို့ရှိရင်နော်လန်ခီတစ်ခုနဲ့တစ်ခုသွားတဲ့အခါမှာဆရာမတို့အခုခေတ်လိုမျိုးဆိုင်ကယ်တို့ကားတို့မရှိဘူးနော်ကားကလည်းပေါ်ကားစားပဲရှိသေးတယ်တွန်တန်လူမစီးနိုင်ဘူးဒါပေမဲ့အဲ့ဒီနေရာဒေသမှာရှိတဲ့သူတွေကခရီးကိုသွားပြီးဆိုလို့ရှိရင်နော်မြင်းကလေးတွေစီးသွားတယ်နော်မြင်းပူလေးတွေစီးတယ်နော်အဲ့ဒီအသားတဲ့စီမှာလေတဲ့နော်အမတဲမှာနော်ချစ်စရာကောင်းတယ်မြင်းပူလေးတစ်ခေါက်မွေးထားတယ်တဲ့သိလားအဲ့ဒီအသားတဲ့ကြီးကလေသူကတနေရာနဲ့တနေရာသူကဈေးရောက်อ่ะဟာသူ့မှာနော်ဖောက်တယ်အများကြီးရှိတယ်ထမင်းဆိုင်နေနော်အိမ်နေဟာဈေးတွေမှာဆိုလို့ရှိရင်သူကအသားရောင်းတဲ့အခါမှာသူ့မှာအော်ဒါတွေကြမနဲ့ဆိုလို့ရှိရင်အသားတွေအထုပ်တွေတခါတည်းသူကတနေရာပြီးတနေရာတရွာဝင်တရွာထက်နော်သူကလိုက်ပြီးတော့ရောင်းရတယ်အဲ့တော့ဘသူနဲ့အတူသွားလဲသူ့မြင်းပူလေးနဲ့အတူသွားရတယ်နော်အဲ့ဒီမြင်းပူလေးကလေသူ့ရဲ့သခင်ကသူ့ကိုတေးချာတင်ပေးထားတဲ့အခါမှာနော်ဟာဘယ်နေရာရောက်ရင်ဘာလုပ်ရမယ်ဘယ်အရှိရောက်ရင်ဘလို့ရက်လိုက်ရမယ်ဆိုတာကိုလည်းသိတယ်အဲ့ဒီမြင်းပူလေးကဘလောက်တိချစ်စရာကောင်းလဲဆိုလို့ရှိရင်နော်သူ့သခင်နဲ့အတူတူသွားနေတဲ့အခါမှာလေသူ့ရဲ့သခင်ကအဲ့လိုမျိုးဆိုင်ဝင်ပြီးတော့အသားရောင်းပြီးစကားပြောပြီးရောင်းဝယ်နေတဲ့အချိန်မှာဆိုလို့ရှိရင်ကလေးတွေကလူကြီးကလည်းချစ်တယ်သူ့ကိုလေတခါတည်းတကြားကေးတွေကျွေးတယ်သူကြိုက်တဲ့အစားအစာလေးလည်းသူ့ကိုကျွေးတယ်နော်ပြောချင်တာသူနဲ့လည်းရှင်းနေတယ်နော်တနေ့မှာတော့စိတ်မကောင်းစရာတခုဖြစ်တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အဲ့ဒီအသားတဲ့နော်အသားစီးရောက်တဲ့နော်လူကြီးကနေပြီးနေမကောင်းဖြစ်သွားတယ်तू ကနေမကောင်းဖြစ်ပြီးဆိုပေမဲ့သူ့အလောက်ကနားလို့ရလားဆိုတော့နားလို့မရအောင်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ပုံမှန်သူ့မှာဖောက်တယ်ရှိတယ်သူစီကနေအသားတွေမှာနေတဲ့သူတွေကတော့ तू ကသာသွားပြီးတော့မရောင်းတော့ဘူးဆိုလို့ရှိရင်အဲ့ဒီထမင်းဆိုင်တွေဈေးဆိုင်တွေကပိတ်ရတော့မယ်အခြေအနေဖြစ်တယ်အဲ့ခါမှာအသားတွေရလေतू ဘလို့လို့ရင်ကောင်းမလဲနော်သူ့အနေနဲ့ကလည်းဘလို့မှ तू မသွားနိုင်ဘူးနော်ပြီးဒီဖောက်တယ်တွေလည်း तू ပြက်လို့မရဘူးအကုန်လုံးကလည်းသူ့ရဲ့အသားကိုလူချင်နေကြတယ်နော်ကဲအဲ့ဒီခါမှာ तू ကအကူကြီးတောင်းရတော့တယ်နော်ဘလို့အကူကြီးတောင်းရလဲဆိုတော့ तू နဲ့နိစ္စရာတငယ်ချင်းတွေသွားပြီးတော့ဟေးငါ့ကိုကူညီမဲ့လေလူတယောက်ကိုလွတ်ပေးပါငါနေရာမှာပေါ့နော်အဲ့တော့ငါမှလေလူတယောက်ရှိမှရတော့မယ်ဆိုပြီးတော့သူ့ရဲ့တငယ်ချင်းတွေကို तू အကူကြီးတောင်းတယ်အဲ့ဒီခါမှာနော် तू နဲ့ရင်းနှီးတယ်နော်သူ့ရဲ့မိတ်ဆွေကနေပြီးတော့ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်နော်ငါဆိုင်မှာငါ့ကိုကူပေးနေတဲ့နော်အလုပ်သမားလေးတယောက်ကိုမင်းကိုငါငှားမယ်နော်ခဏနော်မင်းနေကောင်းတဲ့အချိန်ရောက်လို့ရှိရင်တော့ငါစီပြန်ပို့ပေးဆိုပြီးတော့အားနဲ့သဘောတူပြီးတော့သူ့စီရောက်လာတယ်တဲ့ဒါတို့သမီးတို့အဲ့ဒီကလေးလေးကောက်လေးရဲ့နာမည်ဘင်းစင်းလို့ခေါ်တယ်ဘယ်လိုခေါ်လဲဘင်းစင်းဆိုတဲ့လူငယ်လေးကရှောက်လာတဲ့ခါကျတော့ကဲဒီအသားစိတ်ကြီးကိုကူရတော့မယ်လေဘလို့သွားပြီးတော့ကူရမလဲ तू စဉ်းစားတယ် तू ကြည့်လိုက်တဲ့အခါမှာ तू နဲ့လက်ခါမှခရီးလမ်းသွားဘူး तू နဲ့လည်းမရင်းနေတယ်မြင်းပူလေးဖြစ်နေတယ်နော်အဲ့ခါမှာ तू မျက်နှာမပျော်ဘူးတဲ့သားတို့တမျိုးကဲမျက်နှာမပျော်ဘူးဆိုဘလို့မျက်နှာဖြစ်မလဲအမ်ပိုင်းနေတယ်စူပုတ်နေမယ်နော်အမျိုးမျိုးပေါ့နော်သူ့ရဲ့မျက်နှာမตาမရနဲ့ तू မပျော်ဘူးတဲ့ခါမျက်နှာရလဲအောက်ချရအဲ့အသားတွေဘာဖြစ်လို့လဲမင်းရဲ့မျက်နှာလေးကလည်းဘာဖြစ်နေတာလဲကျွန်တော်ရဲ့စိတ်ပူတယ်နော်ကျွန်တော်ကလေဒီမြင်းနဲ့လည်းတခါမှလည်းမတော်ဘူးပြီးတော့ဦးလေးပြောတဲ့လူတွေနဲ့လည်းကျွန်တော်ကမသိဘူးနော်ဘယ်လိုလုပ်ကျွန်တော်ကအဲ့ဒီအသားတွေကိုလိုက်ပြီးတော့ပို့ရမှာလဲလို့ပြောတယ်တဲ့ခဲတော့ဘင်းစင်ကတေချာသိလားလူကြီးကသူ့ရဲ့မြင်းပူလေးကိုတေချာလေ့ကျင့်ပေးထားတယ်ဆိုတော့ဘင်းစင်ကမသိဘူးလေနော်အဲ့ကြောင့်မလို့ तू အဲ့လိုဖြစ်နေတာပေါ့ဒါပေမဲ့အသားကြီးကြီးပြောဟင်းကလေးမဘာမှစိတ်မပူနဲ့နော်ငါရဲ့မြင်းပူလေးကလေ
အကုန်လုံးသိတယ်ခီးတော်ပြီဆိုတော့ရွာတရားဝင်ရင်အဲ့ဒီရွာစဝင်ပြန်ဘယ်ဆိုင်ရှိမှဘယ်အိမ်ရှိမှရက်ရမယ်ဆိုတော့အကုန်လုံးသူသိတယ်မင်းလုကမဲ့လုကတော့တခုပဲရှိတယ်အဲ့ဒါပါလဲဆိုအခုကငါတဲ့နော်အသားထုတ်တွေငါတခါထက်နော်တထုပ်ကူတထုပ်ကစီထားတယ်အချိန်တွေလဲငါရေးထားတယ်နော်နမည်လေးရေးထားတယ်မင်းကအဲ့ဒါကိုကြည့်လိုက်ရုံပဲတဲ့မင်းကဘသူ့ကိုကြည့်ရမလဲဆိုလို့ရှိရင်မင်းသွားတဲ့ခါမှာငါရဲ့မြင်းပူလေးရက်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီအနာရဲ့ပတ်ဝန်းကျင်ကအဲ့ဒီအနာမှာပဲသူရက်တဲ့နေရာရဲ့အနီးဆုံးဆိုင်ကငါရဲ့ဖောက်တဲ့ဆိုင်တွေပဲတဲ့အဲ့တော့မင်းဘာမှစိတ်မပူနဲ့ဆိုပြီးတော့နော်မင်းစင်ကိုပြောလိုက်တယ်ဟာအဲ့ခါမှာဘင်းစင်ကယုံရမလို့မယုံရမလို့နော်သူတစ်ခါမှမသွားဘူးတာဟုတ်နော်အဲ့ဒါနဲ့သူအဲ့လိုမျိုးသွားလိုက်တယ်တဲ့သွားတဲ့အခါမှာနော်သူ့အနေနဲ့အသားသေးကြီးကသာပြောတာလေနော်တကယ်ပဲသူသွားနေနေလေပထမဦးဆုံးနေရာကိုရောက်တဲ့ခါမှာပဲလေဟာသူ့ရဲ့မြင်းပူကြီးတကယ်ပဲနော်အသားသေးကြီးပြောသလိုပဲတဲ့ခါတဲ့သူကရက်လိုက်တယ်တဲ့ရက်လိုက်တဲ့ခါမှာသူအထုပ်ကိုကြည့်လိုက်တဲ့ခါမှာဟာဒီဆိုင်ကိုပေးရမယ်အထုပ်ဖြစ်နေတယ်နော်အဲ့မှာသူနည်းနည်းလေးပျော်သွားရင်နော်အဲ့ပထမဆုံးတစ်ဆိုင်နောက်ဒုတိယနေရာတတိယနေရာတစ်ဆိုင်ပြီးစီကနေနော်ဟာအဲ့ဒါမျိုးသူသွားတဲ့ခါမှာတားတို့တမီးတို့သူ့အနေနဲ့အဲ့ကြောင့်မို့လို့သူ့ရဲ့တခင်อ่ะနော်သူ့ရဲ့မြင်းပူလေးကသူတည်တည်ချာချာတင်ပေးထားတာ哦နော်အဲ့ကြောင့်သူပြောနိုင်တာ哦ငါ့ကိုလည်းဘာမှစိတ်မပူဘူးပြောတာပါလားဆိုတာဟုတ်တဲ့နော်သူအဲ့မှာသူစိတ်ချသွားတယ်တားတို့တမီးတို့မြင်းပူလေးမှာနော်တခင်ကကောင်းတဲ့အကျင့်ကိုလေ့ကျင့်ပေးထားတယ်ဒီမှာရှိတဲ့သားတို့သမီးတို့ရောမင်းတို့မှာဘလို့ကောင်းတဲ့အကျင့်တွေလေ့ကျင့်ထားတာရှိတယ်ပြောကြည့်ပါဦးလိမ္မော်တင်းဘလို့ကောင်းတဲ့အကျင့်ရှိတယ်အဝါပြောပါမဖြစ်နဲ့ဘာလဲအိမ်ရန်ထားတဲ့အချိန်ဖျားရှိခိုးတယ်ကလက်ခုပ်ကြည့်ပေးလိုက်ပါဦးနော်အိမ်ရန်ထားတဲ့အချိန်ဖျားရှိခိုးတယ်တဲ့နော်အစိမ်းကရောအိမ်ရန်ထားတဲ့ကျမ်းစာဖတ်လားလူတိုင်းဖတ်လားဘာလဲဆူတောင်းတယ်ဒီဘက်အစိမ်းကလည်းဆူတောင်းပါတယ်ကဲအစိမ်းကိုလည်းလက်ခုပ်ကြည့်ပေးပါဦးနော်ကဲအနီရောအိတ်ခဲနီဖျားရှိခိုးတယ်မနဲ့စောကြီးဖျားဆူတောင်းတဲ့သူနဲ့ဟုတ်လားအိတ်ခဲနီဆူတောင်းကမှန်တာပေါ့ဒါတွေကကောင်းတဲ့အကျင့်တွေပဲပေါ့နော်ဆိုကောင်းတဲ့အကျင့်တွေကဲသားတို့တမီးတို့မှာလေမင်းတို့ကလေသခင်ယေရှုခရစ်တော်ကိုကိုယ့်ပြည့်ရဲ့ကယ်တင်ပိုင်ရှင်ယုံကြည်လက်ခံထားတဲ့သားတွေတမီးတွေဆိုလို့ရှိရင်သားတို့တမီးတို့တယောက်ချင်းစီတိုင်းမှာလေကောင်းတဲ့အကျင့်တွေရှိဖို့အတွက်နော်ဖျားသခင်အလိုရှိတယ်နော်ဒါကြောင့်ကောင်းတဲ့အကျင့်တွေကိုသားတို့တမီးတို့လုပ်တတ်ရမယ်ကဲကောင်းတဲ့အကျင့်တွေဆိုဘာပါမလဲကျမ်းစာဖတ်ရမယ်နော် quiet time ဒီထဲမှာနော်ဖျားသခင်တဲ့တူတီအချိန်ယူတဲ့သူရှိသလားမနေ့ကတော့ဆမလာတဲ့အချိန်မှာဆမတို့လည်းသင်ပေးတယ်နော်ဒီနေ့မှပြန်ပြီးတယ်ကဲ quiet time ဒီမှာဘယ်နှယောက်မမှန်ယူတဲ့သူရှိလဲဆိုတော့နော်3-4ဦးတော့ရှိတာတွေ့ရတယ်ဝမ်းမြောက်ပါတယ်အားလုံးကိုမျှော်လင့်ပါတယ်နော်ကဲဟုတ်ပြီအဲ့ဆိုလို့ရှိရင်သားတို့တပည့်တို့နော်မနေ့တိုင်းကျမ်းစာဖတ်ဖို့ဆုတောင်းမှုဖျားသခင်တဲ့တူတီအချိန်ယူဖို့အတွက်သားတို့တပည့်တို့အချိန်သတ်မှတ်ထားလားအချိန်သတ်မှတ်ထားလားမသတ်မှတ်ရသေးရင်သတ်မှတ်ရအောင်နော်ကဲတမန်ကျမ်းစာကိုလည်းဖတ်ရုံပဲဖတ်တာမဟုတ်ဘူးနော်ဖတ်ပြီးတော့မလုပ်ရမလဲနာခံရမယ်နော်ခွန်းလို့ဖို့ပြောရင်ခွန်းလို့ရမယ်နာခံဖို့ပြောရင်နာခံရမယ်ချစ်တတ်ဖို့ပြောရင်ချစ်တတ်ရမယ်နော်ကဲအဲ့ဒါဆိုလို့ရှိရင်နော်ဖျားသခင်နဲ့စကားပြောတာပါလဲဆုတောင်းတာနော်ဆုတောင်းခြင်းအသက်တာသားတို့တို့ကနေစဉ်ရှိသလားကဲဘယ်ချိန်မှာဆုတောင်းမလဲမနေ့အိယာထားပြီးတော့အစာမစားခင်ဟုတ်လားအိယာမဝင်ခင်ကျေးဇူးတော်ချီးမွမ်းမယ်ကဲအဲ့ဒါဆိုလို့ရှိရင်တနင်္ဂနွေနေ့ဆိုရင်ရော Sunday School အပတ်တိုင်းမှန်လားတကယ်လားတကယ်နော်ဒီနေ့တော့ tuition ရှိတယ်ကွာဒီနေ့ကတော့ဟိုမှာဘာရှိလို့ကွာဆိုမလာတာမျိုးမဖြစ်နဲ့နော်တနင်္ဂနွေနေ့မှာ Sunday School အပတ်တိုင်းပုံမှန်သွားလာနော်သားတို့သမီးတို့အသက်တာမှာဒီလိုမျိုးကောင်းတဲ့အကျင့်တွေရှိရမယ်နော်ကဲသားတို့သမီးတို့အသားထည်ကြီးကတော့သူ့ရဲ့မြင်းပူလေးကိုနော်တိတ်ချောကိုသူလက်ကျင်ထားတယ်နော်လက်ကျင်ထားတဲ့အတွက်ကြောင့်အဲ့ဒီမြင်းပူလေးကနော်အသားတွေလိုက်ပို့တဲ့ခါမှာနော်တရိတ်ဆန်ဖြစ်ပေမဲ့သူ့ရဲ့သခင်မပါပေမဲ့ဘာလုပ်လဲသူလုံနေကြအလုပ်သူရှက်နေချနေရရောက်တိုင်းမှာသူရှက်ပြီးတော့နော်သူ့ရဲ့လုပ်ငန်းစဉ်ကိုသူလှုပ်ဆောင်သွားတယ်
ကဲတခါမှမသွားဘူးတဲ့နော်တခါမှမပုတ်ဘူးတဲ့ဘင်းစင်းဆိုတဲ့လူငယ်လေးအတွက်နော်ဒီအကျင့်ကောင်းတဲ့ဒီမြင်းပူလေးနော်သူ့ရဲ့အတူသွားခြင်းကြောင့်နော်သူ့ရဲ့ကောင်းတဲ့အကျင့်ကြောင့်ဘင်းစင်းကသူ့အတွက်ပြဿနာရှိလားမရှိဘူးနော်ဟာ तू မသိတဲ့နေရာတွေဖြစ်ပေမဲ့နော် तू မရောက်ဘူးတဲ့နေရာတွေဖြစ်ပေမဲ့အသားတွေကိုနော်တခါတော့ဦးလေးကြီးရေးပေးထားတဲ့အတိုင်းပဲနော်ပုံမှန်ဟာဒီဆိုင်ဆိုဘယ်နှပိတ်တာဟိုနေရာဆိုဘာသားနော်အများကြီးနော် तू လှုပ်ဆောင်နိုင်တယ်နော်ဒီလိုနဲ့သွားမယ်တနာရီ2နာရီ3နာရီချိန်နေအများကြီးကြာတဲ့အခါမှာဘင်းစင်ဟာမြင်းပူလေးနဲ့အတူတူနော်ခုနကအသားတဲ့ဦးလေးကြီးနေတဲ့နေရာကိုပြန်ရောက်လာတယ်ပြန်ရောက်လာတဲ့အခါမှာဦးလေးရလည်းသိရပါဘောနော် तू တေချာလက်ချင်နေရတဲ့မြင်းပူလေးကအမားမလုပ်ဘူးဆိုတာ तू စိတ်ချတယ်နော်စိတ်ချတယ်အဲ့တော့ဘင်းစင်မျက်နှာကိုကြည့်လိုက်တဲ့အခါမှာမတော်ခင်တော့ဘင်းစင်မျက်နှာကခေါ်ရမိုင်းတွေးပြီးတော့စိတ်ပူနေဟာပြန်လာတဲ့အခါမှာ तू အဝေးကနေလမ်းမြင်လိုက်တယ်ဘင်းစင်မျက်နှာဘယ်လိုဖြစ်မှန်းချင်တယ်ပျော်တဲ့ပုံဘယ်လိုလဲပျော်ပြပါဦးပြုံးပြချစ်စရာလေးတွေနော်ပြုံးနေပြီအရှင်ကို तू ကျင်နေနေတယ်နော်ပြန်လာတဲ့ခါမှာဦးလေးရလေဟေးဘင်းစင်အိုးမင်းရဲ့မျက်နှာလေးကပြုံးရွှင်တာပဲနော်သွားတော့ကမင်းရဲ့မျက်နှာနဲ့အခုဘာမှမဆိုင်ဘူးဘာဖြစ်လို့လဲဟာဦးလေးရတယ်နော်ဦးလေးပြောတော့အရှက်မှန်တယ်နော်ဦးလေးရဲ့မြင်းပူလေးကလေအရှက်လိုက်ပါလားနော်ပထမဦးဆုံးသွားတဲ့ဆိုင်မှာ तू ရက်လိုက်တယ်တဲ့ကျွန်တော်ကအထုပ်ကိုကြည့်လိုက်တာဟာပြီးတော့ဒီဆိုင်ဆိုတာသိရကျွန်တော်ပို့တာနောက်တနေရာရောက်တဲ့နေရာတွေမှာအဲ့လိုပဲပြီးတော့လေသူ့လည်းကလေးတွေကအရင်ချစ်တယ်နော်ဟုတ်တယ်တချို့နေရာတွေဆိုလို့ရှိရင်မဲ့သူကလေတခါတည်းဒူးလေးကူးပြီးတော့ထိုင်ချလိုက်တယ်နော်ကလေးတွေကလည်းသူ့ကိုပတ်သက်ပေးနေတယ်ဟာကျွန်တော်အရင်ပဲနော်ပျော်တာပဲတဲ့ကျွန်တော်စိတ်ပူတဲ့အရာတွေအလုံးတစ်ခုမှဖြစ်မလာဘူးတဲ့နော်အားကြောင့်ကျွန်တော်တအားဝမ်းမြောက်တယ်တဲ့အားကြောင့်ဦးလေးနေကောင်းတဲ့အထိကျွန်တော်ဦးလေးကိုကူညီမယ်ဆိုပြီးတော့နော်ဘင်းစင်ကဦးလေးကိုပြောလိုက်တယ်တဲ့ဒါတို့သမီးတို့အခုမင်းတို့တွေ့တယ်နော်ကောင်းတဲ့အကျင့်တွေကိုလေ့ကျင့်ထားတာဘလောက်ကောင်းလဲတခင်မပါတာတော့နော်မပါတာတော့မှနော်မြင်းပူလေးကတရိတ်ဆန်ဖြစ်ပေမဲ့ तू လုံရမဲ့လုံ तू ရက်ရမဲ့နေရာ तू သွားရမဲ့နေရာတွေကို तू အချိန်မီသွားနိုင်တယ်အဲ့ဒါဘာကြောင့်လဲကောင်းတဲ့အကျင့်သူ့မှာရှိတယ်ဒါတို့သမီးတို့ရေနော်ကောင်းတဲ့အကျင့်ရှိတာကသူတစ်ပါးကိုကူညီရရောက်လားရောက်တယ်ဒီနေ့မင်းတို့ရဲ့တက်တာထဲမှာလဲဖျားသခင်နှစ်သက်တဲ့ဖျားသခင်လှုပ်စီဆိုတဲ့ကောင်းတဲ့အကျင့်တွေအခုဒါတို့သမီးတို့သိပြီနော်ဘာအကျင့်တွေလို့ထင်လဲပြောစကားနားထောင်တာဟုတ်ပြီနော်ဒါတို့သမီးတို့ကသခင်ယေရှုယုံကြည်လက်ခံပြီးဖျားသခင်ရဲ့သားသမီးတွေဖြစ်ပြီးဆိုလို့ရှိရင်အခုလိုမျိုးနော်ဒီမှာဆိုတော့ငယ်တဲ့အရွယ်ကလေးတွေလည်းစပါတယ်လူငယ်တွေလည်းပါနော်ငယ်စဉ်အချိန်အရွယ်တွေဟာကောင်းတဲ့အလေးအကျင့်တွေကိုလေ့ကျင့်ထားရမယ်လုံးမလားဒီနေ့ကစပြီးလုံးမလားကမနက်မိုးလေးအိယာထားတာနဲ့လေဆူတောင်းလာပါတယ်ဆိုတော့သူလည်းညှိုးထားမညာနဲ့နော်ဆူတောင်းလာမနေ့အိယာထားနဲ့မတောင်းလာတဲ့သူကတော့ပြုံးပြတယ်နော်ချလီဘီစမိုင်းနဲ့ကဲဟုတ်ပြီလက်ချမယ်ကျေးဇူးတင်တယ်နော်နေ့တိုင်းဆူတောင်းမယ်နော်ဆူတောင်းမယ်နော်ကဲကောင်းတဲ့အကျင့်ကလူတိုင်းအတွက်အကျိုးဖြစ်တယ်လို့ဒါတို့သမီးတို့ကောင်းတဲ့အကျင့်အဖြစ်ဖျားသခင်ကဝမ်းမြောက်မှာအမှန်ပဲဖြစ်တယ်နော်ကဲဟုတ်ပြီအဲ့ဒါဆိုကောင်းတဲ့လေ့ကျင့်နေလေ့ကျင့်ထားဖို့အတွက်ဘလို့အကျင့်တွေတို့လေ့ကျင့်မလဲအချိန်တစ်ခုကိုသတ်မှတ်ပြီးတော့အချိန်မှန်မှန်ကျမ်းစာကိုနေ့တိုင်းဖတ်မလားဟယ်လိုဖတ်မလားဖတ်ပါမယ်တကယ်နော်ကဲဟုတ်ပြီနောက်တစ်ချက်ကျမ်းစာကိုဖတ်တယ်ဖတ်ရုံဖတ်တာမဟုတ်ဖဲနဲ့နော်အခုတနေ့တာလုံးမှာလည်းနော်ဒါတို့သမီးတို့အခုနေရာဒီတင်နန်းလာတယ်ကျမ်းစာတင်နန်းနေလာတယ်နော်ကျမ်းစာတော့ဆမမမေးပါဘူးပြန်မမေးဘူးနော်မှတ်မိလားကိုတင်ယူခဲ့ရတဲ့ဟာတွေ2ရက်ပြီးသွားပြီနော်ဒီနေ့ဆို3ရက်ထဲကျပထမနေ့ကတင်တာမှတ်မိလားဒုတိယနေ့ကတင်တာမှတ်မိလားအဲ့ဒီတိုင်းရောနာခံနိုင်မလားနာခံမယ်နော်နာခံမှုစူးစမ်းကြည့်မယ်နော်ကဲဖျားသခင်နဲ့ရောစကားပြောတယ်ဆွတောင်းရလားဘလို့အစားတောက်တွေမစားခင်မှာမဆိုရောကျေးဇူးတော်ချီးမွမ်းပြီးမှစားတတ်လားဖျားเจ้าနဲ့ Sunday School တွေကိုအပတ်တိုင်းပုံမှန်သွားရလားတကယ်လား
ချစ်စရာကောင်းလိုက်တာနော်ဒါကြောင့်တို့သမီးတို့တွေနော်ကဲဘင်းစင်းနဲ့ခုနမြင်းပူလေးရဲ့အကြောင်းကိုတို့တွေကြားသိပြီးပြီဆိုလို့ရှိရင်နော်တို့သမီးတို့အသက်တာမှာလဲကောင်းတဲ့အကျင့်ကိုကျင့်ရမယ်နော်ခုနကတော့ဆရာမတို့ပြောတယ်ကောင်းတဲ့အကျင့်ကိုကျင့်ဖို့အတွက်ကျန်းစာဖတ်မယ်ဆုတောင်းမယ်နာခံမယ်စနေစကူတွေဖျားတောင်းတွေပုံမှန်လာမယ်နော်ဟုတ်ပြီဆိုဒီလိုမျိုးအသက်တာတို့သမီးတို့မှာမရှိဘူးဒီအကျင့်နဲ့မရှိသေးဘူးဆိုလို့ရှိရင်ဒီနေ့ပဲဖျားထီစီမှာကုညီတောင်းမှာဒီနေ့ပဲစပြီးတော့လှုပ်ဆောင်ပါနော်ဆိုတော့ရှာကုတ်ခန်းကြီးငါအငယ်ဆက်ခွန်ဆရာမနောက်ကလိုက်ဆိုမှာနော်ကောင်းသောအကျင့်ကိုသိလျက်မကျင့်ပဲနေသောသူသည်အပြစ်ရှိ၏တမန်ကျမ်းစာကပြောတာနော်ဆရာမတို့ပြောတာမဟုတ်ဘူးနော်ရှာကုတ်ခန်းကြီးငါအငယ်ဆက်ခွန်ပါနော်ခုနကတော့အစပိုင်းမှာလဲတခြင်းလေးတွေဆိုသွားတယ်ကြီးမွန်သွားတဲ့တခြင်းမှတ်မိတယ်နော်ရှော့ရှိတယ်နော်ဖျားသခင်အလိုတော်အသက်ရှင်ပြီးတော့ကောင်းတဲ့အကျင့်တွေနဲ့အသက်တာနဲ့အသက်ရှင်နိုင်တဲ့သားတွေသမီးတွေဖြစ်ပါစေလို့နော်ဆရာမကသားတို့သမီးတို့ကိုဒီနေ့နှုတ်ကပတ်တော်နဲ့ခွန်အားပေးပါတယ်နှုတ်ကပတ်တော်အဖြစ်တယောက်ချင်းစီတိုင်းကိုဖျားသခင်ကောင်းချီးပေးပါစေနော်ဟုတ်ပြီအခုအချိန်မှာသားတို့သမီးတို့အားလုံးနော်ဆရာမတို့အလူတော်ငွေကောက်ခံမဲ့အချိန်နာရီဖြစ်ပါတယ်နော်ဖျားသခင်ရဲ့နိုင်ငံကြွယ်ဝဖို့ရန်အတွက်သားတို့သမီးတို့ခံစားရတဲ့ကောင်းကြီးတွေနဲ့အတူတကွနော်ပါဝင်ပေးလူချင်းအဖြစ်ဝတ်ပြုကိုးကွယ်ဖို့ချင်းကိုဆက်သွားမှာဖြစ်ပါတယ်နော်တပွင့်ယူရဲ့ကဲဟုတ်ပြီနော်ဆရာမတို့လူတော်ငွေပြန်လဲပြီးတော့စက္ကပ်မယ်နော်ပြီးတော့လူတော်ငွေပြန်လဲစက္ကပ်ရင်းနဲ့ဝိပုကိုယ်ွယ်ခြင်းကိုဆရာမတို့ဆုံးသတ်မှာဖြစ်ပါတယ်နော်ကောင်းမြတ်ဆုံးတော်မူ၍သာသမီတယောက်ချင်းစီတိုင်းကိုချစ်တော်မူသောဖဖျားသခင်ယနေ့နဲ့ဝိပုကိုယ်ွယ်ခြင်းအချိန်နာကြီးပြီးစီးသည့်တိုင်အောင်ကိုရောကောင်းကြီးပေးလမ်းပြပို့ဆောင်ခြင်းတွေအတွက်ကိုရောကိုယေရှုတင်ပါတယ်အဖယနေ့နှုတ်ကပတ်တော်သည်သာသမီတယောက်ချင်းစီတိုင်းအသက်တာအသီးသီးအတွက်တည်ဆောက်ဆရာဖြစ်စေတော်မူပါကောင်းသောအကျင့်များဖျားသည့်နှစ်သက်တဲ့အသက်တာနဲ့အသက်ရှင်ရှောင်လန်းနိုင်တဲ့သားသမီးကျွန်တော်တယောက်ချင်းစီတိုင်းဖြစ်စေပါမည်အကြောင်းတန်ရှင်းသောဝိညာဉ်တော်ဖျားသမီးတို့မှအစာပြီးသားသမီးတယောက်ချင်းစီအသက်တာအသီးသီးထဲမှာအနိုင်ထက်သွေးဆောင်ပါကောင်းချီးပေးပါလမ်းပြတော်မူပါဖဖျားရှင်ယခုအချိန်မှာလဲသားသမီးတယောက်ချင်းစီတိုင်းတို့သည်မိမိတို့ခံစားရသည့်ကောင်းချီးမင်္ဂလာများစွာထဲမှဤလူပန္နာငွေကိုကိုရရှင်ဖျား၏နိုင်ငံတော်ကျယ်ဝန်းဖို့ရန်အတွက်ပါဝင်ပေးလူကြပါတယ်အဖဖဖျားသခင်မိမိတို့ကောင်းစားသည့်အတိုင်းပါဝင်ပေးလူကြတဲ့ဤလူပန္နာငွေများကိုလည်းတန့်ရှင်းစေတော်မူ၍ကိုရရှင်ဖျား၏နိုင်ငံတော်ကျယ်ဝန်းဖို့ရန်အတွက်အသုံးပြုတော်မူပါဖပေးလူကြတဲ့သားသမီးကြောင့်ချင်းစီတိုင်းရဲ့အသက်တာအသီးသီးထဲမှာလဲကျွယ်ဝသောကောင်းချီးမင်္ဂလာများကိုတွန်းလောင်းမှသာချပေးတော်မူပါဤအလူငွေသာမကပါဘူးဖမိမိတို့အသက်တာကဏ္ဍအသီးသီးကိုလည်းကိုရောအတွက်အသုံးခံနိုင်တဲ့သားသမီးကြောင့်ချင်းစီတိုင်းဖြစ်စေဖို့ရဲ့ကုညီမဆပေးပါမိကြောင်းဤအချိန်နာကြီးဤလူဘန္နာငွေအသက်တာအသီးသီးအတွက်ကိုရရှင်ပြည့်လက်တော်တယ်လို့ပြန်လဲပြီးဆုတောင်းဆက်ကအနန္တိခါတွင်တပါးတိတာလင်ကက်တေပိုင်တော်မူသောအရှင်သခင်ယေရှုနာမ၌ယေရှုတော်ပေါင်းကိုချီးမွမ်း၍ဆုတောင်းဆက်ကအနန္တကြပါ၏ဖဖျားသခင်အာမင်က
ကဲဆရာမတို့နော်ဆက်ပြီးတော့တခြင်းဂုဏ်တော်ချီးမွမ်းခြင်းအစီအစဉ်နဲ့ဆက်သွားမှာဖြစ်ပါတယ်နော်ဒါတို့သမီးတို့ရေတခြင်းမတင်ခင်လေဆရာမကျင်ညာစရာလေးတစ်ခုရှိတယ်နော်ဆရာမတို့ဒီတင်တန်းမှာစံပြမောင်စံပြမယ်ရွေးမှာဖြစ်ပါတယ်လို့နော်တကယ်ပဲတင်တန်းကာလမှာနားထောင်နေနော်လိမ်မာတယ်အိမ်မာရောဘုရားကျောင်းမှာရောနောက်ဆောင်ပွဲဖြည့်တဲ့ခါမှာလေအကောင်းဆုံးဖြည့်ဆိုတဲ့မင်းတို့ခရစ်တော်ကိုယုံကြည်ပြီးယုံနေမကဘူးအသက်တာပိုင်းမှာလေတမာတတိနဲ့ကောင်းမွန်စွာအသက်ရှင်နေထိုင်ခြင်းကိုလေဆရာမတို့ကတော့တပတ်တာပဲကြည့်ရမှာပေါ့နော်ဆိုတော့စံပြမောင်စံပြမယ်ရွေးမှာဖြစ်ပါတယ်လို့နော်အဲ့ဒီစံပြမောင်စံပြမယ်ရသွားတဲ့အသင်းကလည်းအမှတ်တက်သွားမှာဖြစ်တယ်လို့နောက်တစ်ခုကကြတော့တင်တန်းအချစ်တော်စုလဲပါအောင်မှာပါလို့နော်တင်တန်းမှာချစ်စရာကောင်းတာလေးတွေသူတို့အပြုအမူလေးတွေပေါ့နော်ဆိုတော့အဲ့လေးလည်းမင်းတို့လည်းကြည့်မယ်ဆရာမတို့လည်းဆုံးဖြတ်မယ်ပေါ့နော်တင်တန်းအချစ်တော်စုလဲနှစ်စုပြင်ဆင်ထားတယ်နောက်တစ်ခုကအတန်းတွင်းစာမေးပွဲလဲပထမဒုတိယတတိယတွေလဲဒါတို့သမီးတို့ကိုချီးမြှင့်ပေးမှာဖြစ်ပါတယ်လို့အဲ့ဒါသိအောင်လို့ပြောပြတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကဲနေရာလေးတွေလဲထိုင်နေနော်မနေ့တော့အတိုင်းထိုင်ထားတာကိုတွေ့ရတယ်ဒါကြောင့်မလို့အနီသေးရဘယ်ကိုသွားမလဲလိမ္မော်ဘက်လိမ္မော်ကဒီဘက်ကိုရွှေ့မယ်နော်အစိမ်းကဟိုဘက်တောင်ကိုသွားမယ်ကဲမြင်လေးလိမ္မော်ကဒီမှာအဝါဒီမှာနေရာဟိုမှာဟုတ်ပြီကဲဘယ်ဖွဲ့ကအပြန်ဆုံးနေရာရသွားလဲမသိနော်နေရာကြတယ်ဘယ်ဖွဲ့လဲလိမ္မော်ပြီးသွားပြီဟုတ်ပြီလိမ္မော်ပြီးသွားပြီအဝါပြီးသွားပြီအဝါပြန်ထွက်ပြီးတဲ့အနီသမားကြီးဟုတ်ပြီစိမ့်လဲနေရာကျသွားပြီအနီလဲနေရာကျသွားပြီအားလုံးကျသွားပြီကဲဟုတ်ပြီအရင်ဆုံးနေရာကျသွားလိမ့်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီနေ့ကဲတချင်းတင်ကြမယ်အချိန်မှာမနေ့တော့တင်ခဲ့တဲ့အိမ်မှာလည်းရှိတယ်အပြင်မှာလည်းရှိတယ်တို့ရဲ့နားမှာအစဉ်ရှိသူဆိုတဲ့တချင်းလေးအမူအရာရောရလားရပါတယ်မရပါဘူးကဲဒါဆိုရင်အမူအရာလေးဒီနေ့ပြန်တင်မယ်နော်ကဲဒါဆိုရင်တချင်းတော့ဆရာမတွေအားလုံးစင်ပုံကိုတက်လာပြီပါလို့ကဲဆရာမကကတော့အမူအရာရှင်းပြမယ်ကျန်တဲ့ဆရာမကြီးလည်းအမူအရာလိုက်လို့မယ်နော်ဘုံမစီအချင်းလေးတစ်ခါလောက်ဖွင့်ပြီးပါတို့ရဲ့နာမှာရှိတယ်သူကဟိုထဲမှာမရှိဘူးလိုင်းဘောလုံးနဲ့ချတာလေကဲဟုတ်ပြီဒါဆိုရင်အမူအရာလေးကိုကြည့်အောင်တို့ရဲ့နာမှာရှိသူအိမ်မှာလည်းရှိတယ်ဘယ်လိုလုပ်မလဲအိမ်မှာရှိတယ်ဆိုရင်ကြည့်မယ်နော်ဆရာမလို့အိမ်မှာလည်းရှိတယ်ဆိုလို့ရှိရင်ဘယ်ဘက်နော်ဘယ်ဘက်မှာအိမ်ပုံလေးအိမ်မှာလည်းဘယ်ဘက်ချမ်းမှာအိမ်ပုံလေးဆိုတော့သူကဆရာမနဲ့ဆန့်ကျင်ဘက်အိမ်မှာလည်းရှိတယ်အပြင်မှာလည်းရှိတယ်ပြီးရင်ညာဘက်အပြင်မှာလည်းရှိတယ်အပြင်မှာလည်းရှိတယ်ကျောင်းမှာလည်းသူရှိတယ်စာရေးမယ်ကျောင်းမှာဆိုရင်တာမျိုးစာတင်တယ်ဟုတ်လားစာရေးလိုက်မှတ်တယ်ကျောင်းမှာလည်းသူရှိတယ်ဟုတ်ပြီနော်ပြန်လို့မယ်အဲ့တုံးကျောင်းလေးအိမ်မှာလည်းရှိတယ်ပြင်မှာလည်းရှိတယ်ကျောင်းမှာလည်းသူရှိတယ်ငိုနေလည်းသိတယ်ခေါင်းညှိလိုက်မယ်နော်သိရဆိုရင်ငိုနေလည်းသိတယ်ပျော်နေလည်းသိတယ်လက်ခုပ်နှစ်ချက်ပဲပျော်နေလည်းသိတယ်ဟုတ်ပြီနော်ခေါ်ရင်လည်းထူးပါတယ်ခေါ်ရင်လည်းထူးပါတယ်ပထမဆုံးမော့မယ်ပြီးတော့တဖြည်းဖြည်းချင်းပြန်စစ်လာမယ်ပြန်လုပ်မယ်ခေါ်ရင်လည်းထူးပါတယ်ဟုတ်ပြီနော်တို့ရဲ့စိတ်နှလုံးထဲမှာကိုယ်တော်ရှိနေတာတို့ရဲ့စိတ်နှလုံးထဲမှာဆိုရင်
ကိုတော်ရှိနေတာနှလုံးသားနေရာလေးနော်ဘယ်ဘက်ရင်အောင်လေးပေါ့ဟိုလက်သီးလေး ညာဘက်လက်သီးစုပ်လေးနဲ့ကြည့်လိုက်မယ်နော် တို့ရဲ့စိတ်နှလုံးထဲမှာကိုတော်ရှိနေတာတို့သွားတဲ့နေရာတိုင်းသူဟာနားမှာ သွားတဲ့နေရာ ဖြည်းဖြည်းလေးရွှေ့သားမယ် နှစ်ချက်နော်နှစ်လန်းဘယ်ဘက်ပြီး တို့သွားတဲ့နေရာတိုင်းသူဟာအနားမှာဟုတ်ပြီတို့ရှိတဲ့နေရာတိုင်းမှာကိုတော်ရှိနေတာတို့ရှိတဲ့နေရာတိုင်းမှာကိုတော်ရှိနေတာအချိန်တွေတိုင်းမှာသူရှိတာ နိုင်လက်တန်လေးလဲတဲ့ပုံလေးနော် နိုင်လေး တိုင်းမှာ သူရှိတာ ရှိတာ နေရာတိုင်းမှာသူရှိတာ အဲ့နေရာတိုင်းဆိုလက်ကဒီလိုမျိုးလေးလုပ်မယ်ကိုလုံးလဲလှည့်သွားမယ်နော် နေရာတိုင်းမှာသူရှိတာနောက်ဆုံးအန်ဒီလေးကိုတော်ရှင်ဟာတို့ရဲ့နားမှာ ကိုရောရှင်ဟာ တို့ရဲ့အနားမှာကဲအဲ့ဒါကိုစဆုံးဒီတိုင်းလေးပြန်လုပ်ကြည့်ပြီအိမ်မှာလည်းရှိရဖြည်းဖြည်းချင်းသွားမယ်နော်အိမ်မှာလည်းရှိတယ်ပြင်မှာလည်းရှိတယ်ကျောင်းမှာလည်းသူရှိတယ်ငိုနေလည်းသိတယ်ပျော်နေလည်းသိတယ်ခေါ်ရင်လည်းထူးပါတယ်တို့ရဲ့စိတ်နှလုံးထဲမှာကိုတော်ရှိနေတာတို့သွားတဲ့နေရာတိုင်းသူဟာအနားမှာတို့ရှိတဲ့နေရာတိုင်းမှာကိုတော်ရှိနေတာအချိန်တွေတိုင်းမှာသူရှိတာနေရာတိုင်းမှာသူရှိတာကိုတော်ရှင်ဟာတို့ရဲ့အနားမှာတီးလုံးလေးလာလို့ရှိရင် အဲ့မှာဆိုရင်နှစ်ခေါက်သွားရယ်နော်နောက်တစ်ခေါက်မှာကျတော့အချိန်ဒီတိုင်းမှာဆိုရင်လည်းပတ်မယ်နော်အချိန်ဒီတိုင်းမှာသူရှိတာဟုတ်ပြီနော်နေရာတိုင်းမှာသူရှိတာနှစ်ခေါက်သွားနှစ်ကြော့သွားရယ်နော်အဲ့မှာဆိုရင်နိုင်မှာလည်းလှည့်မယ်နေရာတိုင်းမှာလည်းလှည့်ဟုတ်ပြီနော် ကဲဟုတ်ပြီအတီးလုံးလေးလာရင်ဘယ်လိုသွားမလဲတီးလုံးလေးလာလို့ရှိရင် လုံးလာရင်ဘယ်ဘက်လေးနှစ်ချက်ညာဘက်လေးနှစ်ချက်တိုင်းလေးပဲ ကဲဟုတ်ပြီဒါဆိုတို့တွေတူတူချီးမွမ်းမယ်နော်အားလုံးမတက်ရက်ပြီးတော့တူတူချီးမွမ်းရအောင်နော်ကဲရှင်းထားမယ်အိမ်မှာလည်းရှိတယ်ပြင်မှာလည်းရှိတယ်ကျောင်းမှာလည်းသူရှိတယ်ငိုနေလည်းသိတယ်ကြောင်နေလည်းသိတယ်ဟောရလည်းသူပါတယ်ခဏလေးနော်ခဏလေးနော်
လေးခဏလေးနော်ကလေးတွေကဆင်သင်ဖြစ်နေတယ်မလိုင်းမကောင်းလို့တဲ့ဟုတ်နော်လိုင်းကောင်းဖို့စူတောင်းပေးကလေးတွေကတရှင်ရောအမူအရာရောဆိုဖို့ ready ပဲနော်အကုန်လုံးညပြီနော်ရပြီဆိုရင်ပြန်ထိုင်မယ်ဒီချိန်လက်ညှိုးထိုးတဲ့ဖွဲ့ရပဲမလုပ်လဲဆိုရှင်မတည့်ရပြီဆိုမယ်ကဲကိုဘယ်ဖွဲ့များဆရာမလက်ညှိုးထိုးလဲကြည့်အောင်နော်
ဟုတ်ပြီဒါဆိုရင်ဆရာမတို့ကဟိုတီးလုံးနဲ့ပဲဖွင့်ဟိုအတန်ဗိုကယ်နဲ့ဖွင့်မယ်နော်ဗိုကယ်နဲ့ပဲဖွင့်ပြီးမယ်နော်ကဲဒါဆိုရင်မနေ့ကဆိုခဲ့တဲ့သချင်းလေးတွေနော်တို့တွေပြန်ချီးမွမ်းမှုရှိတယ်ကဲဘာတွေလဲမနေ့ကရှော့ရှိတယ်ဆိုပြီးသွားပြီရှိတ်ဟုတ်ပြီမဖွင့်တာဒီလေအဲ့လိုပိတ်ပြိုင်မဲ့ထာဝရဘုရားကိုကိုးစားခြင်းကောင်းကြီးဆိုတဲ့သချင်းလေးကိုတို့တွေအခုထပ်ပြီးတော့အတူတူချီးမွမ်းမယ်နော်ပြီးလို့ရှိရင်တော့သချင်းလေးအတစ်တစ်ပုတ်တင်ပေးမယ်နော်တော်တော်လေးဒီမှာဖွင့်လိုက်ကဲအဲ့ထာဝရဘုရားကိုကိုးစားခြင်းကောင်းကြီးသချင်းကတသားမီးတို့ group လိုက်ပြိုင်တဲ့အခါမှာအဖွဲလိုက်ဆိုရမယ်သရုပ်ဖော်လုပ်လို့ရတယ်လို့အမှုရလဲလုပ်လို့ရတယ်ကြိုက်တာရွေးလို့ရတယ်နော်ဒါကြောင့်ခေါင်းဆောင်တွေခုတည်းကနေပြီးတော့စဉ်းစားထားကိုယ့်အဖွဲ့ကိုဘယ်လိုလုပ်မလဲနော်စဉ်းစားထားမယ်လိုအပ်တဲ့အကြံဉာဏ်ကိုဆရာမတွေလက်ဆက်ပြီးတော့ကူညီလိုက်မယ်နော်ကဲဒါဆိုရင်အားလုံးတူတူကမတ်တရက်ပြီးတော့တို့တွေချီးပွားမယ်နော်က
မိမိတို့ကိုတခြင်းတစ်လေးတစ်ပုတ်တင်ပေးမယ်အဲ့တခြင်းလေးနဲ့ပတ်သက်ပြီးတော့ဆရာမခက်ခက်ရှင်းပြမယ်ပြီးရင်တို့တွေတခြင်းလေးကိုနားထောင်မယ်နော်သားတို့သမီးရေကဲဟုတ်ပြီအားလုံးညင်မယ်နော်ကိုလေးတွေမမှတ်ထိုင်မယ်ဒီနေ့သားတို့သမီးကသခင်ယေရှုယုံကြည်လက်ခံပြီးသွားပြီဆိုရင်ဘသူရဲ့သားသမီးဖြစ်သွားပြီလဲဖခင်ရဲ့သားသမီးဖြစ်သွားပြီဒါဆိုလို့ရှိရင်တို့ရဲ့အသက်တာအသက်ရှင်မှုမှာဘသူ့ကိုဦးစားပေးဖို့လို့လဲဟုတ်တယ်ဖခင်သခင်ကိုပဲဦးစားပေးရမယ်နော်အဲ့လိုမှမဟုတ်ဘဲနဲ့တို့တွေကလေဟာကစားဖို့ပဲဟာဂိမ်းတွေပဲဆော့မယ်ကွာဘယ်ချိန်စုတောင်းလို့ရတယ်ဖခင်เจ้าကဘယ်ချိန်သွားတက်လို့ရတယ်အခုဂိမ်းကအခုမှဆော့ရတာအဲ့လိုမျိုးလုပ်မလားမလုပ်ရဘူးเนาะဒီနေ့တို့တွေကဖခင်သားဖြစ်ပြီဆိုရင်ဖခင်သခင်ကိုပဲဦးစားပေးရမယ်တဲ့เนาะဒါဆိုရင်တို့တွေလှုပ်ဆောင်ခြင်းသမျှအရာအလုံးကိုဖခင်သခင်ရဲ့အရှိမထားမှာလားအနောက်မှာထားမှာလားဦးစားပေးတဲ့သူကဖခင်သခင်ကိုဦးစားပေးခြင်းအရာထက်ရှေ့မှာထားမှာလားနောက်မှာထားမှာလားနောက်မှာထားမယ်ကိုဖြစ်ချင်တဲ့အရာเนาะကိုအတွက်ပဲကိုစဉ်းစားတဲ့အရာတွေတို့တွေလုပ်ရမလားမလုပ်ရဘူးဒီနေ့ဖခင်သခင်ကိုပဲတို့တွေကဥထိတ်ထားမယ်ဒါကဆိုရင်နဲ့သားတို့သမီးရဲ့အသက်တာเนาะဖခင်ကိုဥထိတ်ထားတဲ့အသက်တာဖခင်ကိုချစ်ချင်းရာဖခင်ကိုပဲဦးစားပေးတဲ့အသက်တာမှာတဲ့เนาะတို့တွေမှာလိုအပ်တဲ့အရာအားလုံးကဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ကြောင့်ပြည့်စုံသွားပြီတဲ့ဒါကြောင့်တို့တွေရဲ့အသက်တာမှာစိတ်နှလုံးကောင်းစားခြင်းလားတားတို့ပျော်ရွှင်ခြင်းနဲ့ခံစားရခြင်းလားမင်းတို့ရဲ့မိသားစုထဲမှာတကယ်ကိုပဲဝမ်းမြောက်ခြင်းတွေစုံလင်ခြင်းလားဒါဆိုရင်ဘု து ဦးစားပေးရမလဲဟုတ်တယ်ဘုရားသခင်ကိုဦးစားပေးရမယ်နေ့စဉ်အသက်တာမှာဖခင်နဲ့နော်ကျွမ်းဝင်မိသားရဖွဲ့ရမယ်ဆိုတာတို့တွေနည်းနည်းအရာထားတွေကဖခင်ကိုဘာဖြစ်လဲဆူတောင်းမယ်ကျမ်းစာဖတ်မယ်ဘုရားသခင်နဲ့အစပြုမယ်နော်ဒါဆိုရင်တော့တဲ့တို့ရဲ့အသက်တာဟာကောင်းစားမယ်တဲ့နော်ဒီနေ့ဖျားနိုင်မွေးလျော်တဲ့သူတွေဖျားနဲ့နေ့စဉ်အသက်တာမှာသွားတဲ့သူတွေကဒုစရိုက်မှုကိုတော့လုံအောင်မလားရှောင်မလားရှောင်ပါနော်ဒုစရိုက်တွေဖယ်ရှားမယ်လူကတော့တခါတည်းမှာအားနေခြင်းတော့ရှိတာပေါ့ဟုတ်လားမဟုတ်ဘူးလားအသွေးသားနဲ့တိဆောက်တဲ့ခန္ဓာပဲလေဒါပေမဲ့ဒါတော့ဒီမှာနောင်တရပြီးတော့မှဒီဒုစရိုက်ကိုဖယ်ရှားမယ်ဆိုရင်တဲ့ဖျားသခင်ပြည့်စုံတဲ့ကောင်းကြီးရှိလားမရှိဘူးလားဟုတ်တယ်ကောင်းစားခြင်းနဲ့သားတို့သူတွေကအမြဲတမ်းပဲဘာဖြစ်လဲခံစားမိလာမှာเนาะဒီနေ့ဝမ်းမြောက်ခြင်းနဲ့ခံစားရမယ်ဒီနေ့ဟာတကယ်ကိုပဲထူးချွန်တဲ့သားရည်သမီးဖြစ်လာမယ်ဒီလိုမျိုးဖြစ်ဖို့ရန်အတွက်ကတော့နံပါတ်1ဦးစားပေးအနေနဲ့ဘယ်သူ့ကိုဥထိတ်ထားမလဲဖခင်သခင်ကိုဥထိတ်ထားရမှာဖြစ်တယ်တခါတည်းမှာမထားနိုင်ဘူးဘယ်လိုလုပ်ပြီးတော့မှအချိန်တိုင်းမှာဖခင်ကိုဦးစားပေးနိုင်မလဲအားနည်းခြင်းတွေရှိတဲ့ခါမှာလဲစိုးရိမ်ကြလို့လားမလိုပါဘူးတို့တွေဖျားသခင်စီမှာဖျားကိုနံပါတ်1ဦးစားပေးနိုင်တဲ့အသက်တာဖြစ်ဖို့ဖျားသခင်စီမှာဆုတောင်းမယ်ဆိုရင်ဖျားသခင်ကခွန်အားပေးလားမပေးဘူးလားပေးမှာဘသူရဲ့နာမ၌တောင်းမလဲသခင်ယေရှုနာမ၌တောင်းရမှာဖြစ်တယ်နော်ဒါကတော့တကယ်ကိုပဲဖျားတိုင်းဖြစ်ပြီးဆိုရင်မှန်ကန်တဲ့အရာကိုဦးစားပေးတတ်တဲ့သားတွေသမီးတွေဖြစ်ဖို့ရန်အတွက်နော်ဒီသချင်းလေးကနော်သားတို့သမီးတို့ကိုအမြဲတမ်းအမှတ်ရဖို့ဆရာမတို့ကပြောရုံပဲမဟုတ်ဘဲနဲ့သချင်းလေးနဲ့အမှတ်ရဖို့ရန်အတွက်သင်ကြားပေးခြင်းဖြစ်တယ်နော်ဒါဆိုရင်သချင်းလေးကိုတစ်ခေါက်နားထောင်ကြည့်မယ်
မှာရှိတယ်နော်စားဖို့ပဲစဉ်းစားတာဘယ်သူတွေလဲတော့မသိနော်ကိုမင်းရောကတ်တုံးကားတွေရကြည့်ဖြားခင်တွက်ချင်ရှိကောင်းစားတာတော့လိုချင်တယ်ဦးစားပေးရမှာလေကိုချက်ပဲရလို့တယ်ဖြားကိုနောက်ချန်ထားတယ်ဖြားခင်ကိုဦးထိတ်ထားရာရာအားလုံးပြည့်စုံသွားဖြားခင်ရဲ့ကြောင်းဝင်ရဲ့မိဟာရဖွယ်လို့ကျိုးတို့ပြမတင်ပွားတဲ့ကောင်းစားမယ်ဖြားခင်ရဲ့ကြောင်းဝင်ရဲ့မိဟာရဖွယ်လို့တသားမမီတို့ကောင်းစားချင်ရင်ဘယ်သူ့ကိုဦးထိတ်ထားမလဲဟုတ်ပြီထားမလားကန်ဒီနေ့မနေ့ကျန်းစာဖတ်လာတဲ့သူရှိလားဆူတောင်းလာတဲ့သူဟုတ်ပြီညာကြီးတွေ့ရတယ်ဝမ်းသာတယ်ဒီနေ့မဆူတောင်းလာသေးဘူးဆိုလို့ရှိရင်လည်းညနေအပြန်ကြလို့ရှိရင်ဖျားနဲ့အချိန်ပဲဟုတ်ပြီနော်နောက်နေ့ကျရင်နေ့တိုင်းဖျားကိုအချိန်ပေးမယ်နော်ကဲဟုတ်ပြီမှန်တဲ့ဦးစားပေးခြင်းကဲဒါဆိုရင်ဆရာမတွေကနည်းနည်းလေးတိုင်ပေးဖို့ဖြစ်ပါတယ်လို့နော်တချင်းလေးဒီတချင်းလေးကတော့နည်းနည်းလေးဟိုယောက်ျားလေးအတန်စင်လေးကတော့နည်းနည်းမြင့်တယ်နော်ဆိုတော့ဆရာမတွေဝိုင်းပြီးတော့တိုင်ပေးပါလို့ကျေးဇူးပြုပြီးတော့နော်ကဲဟုတ်ပြီသားတို့တွေလိုက်ဆိုမယ်နော်ကစားဖို့ပဲစဉ်းစား ကစားဖို့ပဲစဉ်းစားကျန်းစာဖတ်ဖို့မအားကျန်းစာဖတ်ဖို့မအား TV game တွေရမ်းဆော့ TV game တွေရမ်းဆော့ဖြားခင်ကိုမေ့ရော့ဖြားခင်ကိုမေ့လျော့ကာတွန်းကားတွေရမ်းကြည့်ကာတွန်းကားတွေရမ်းကြည့်ဖြားခင်ထွက်ချိန်ရှိဖြားခင်ထွက်ချိန်ရှိကောင်းစားတာတော့လိုချင်တယ်ကောင်းစားတာတော့လိုချင်တယ်ဦးစားပေးတာမှားနေတယ်ဦးစားပေးတာမှားနေတယ်ကိုတွက်ပဲရင်လုတ်တယ်ကိုအတွက်ပဲရင်လုတ်တယ်ဖျားကိုနောက်ချန်ထားတယ်ဖျားကိုနောက်ချန်ထားတယ်ဖျားသခင်ကိုဥထိတ်ထားဖျားသခင်ကိုဥထိတ်ထားအရာရာအားလုံးပြည့်စုံသွားအရာရာအားလုံးပြည့်စုံသွားအဆင်ပြေလားကဲဆိုကြည့်အောင်ဆရာမောင်းနဲ့အဲ့ဒီဘိုင်လေးကိုကစားဖို့ပဲစဉ်းစားကဲပြန်စမယ်1 2 3ကစားဖို့ပဲစဉ်းစားကျန်းစာဖတ်ဖို့မအား TV game တွေရမ်းဆော့ဖျားသခင်ကိုမေ့ရော့ကာတွန်းကားတွေရမ်းကြည့်ဖျားသခင်တွက်ချိန်ရှိကောင်းစားတာတော့လိုချင်တယ်ဦးစားပေးတာမှားနေတယ်ကိုအတွက်ပဲရင်လောက်တယ်ဖျားကိုနောက်ချန်ထားတယ်ဖျားသခင်ကိုဥထိတ်ထားရာရာအားလုံးပြည့်စုံသွားတော်လိုက်တာနော်ကဲဆက်သွားမယ်ဖျားသခင်နဲ့ကျွမ်းဝင်၍မိသဟာယဖွဲလော့ဖျားသခင်နဲ့ကျွမ်းဝင်၍မိသဟာယဖွဲလော့ထို့သောပြုမသင်ပွားသက်တာကောင်းစားမယ်ထို့သောပြုမသင်ပွားသက်တာကောင်းစားမယ်ဖျားသခင်နဲ့ကျွမ်းဝင်၍မိသဟာယဖွဲလော့ဖျားသခင်နဲ့ကျွမ်းဝင်၍မိသဟာယဖွဲလော့ထို့သောပြုမကောင်းစားမယ်ကောင်းစားမယ်လူစရိုက်ကိုဖယ်ရှားကလူစရိုက်ကိုဖယ်ရှားကဖျားသခင်စီပြန်ခဲ့ပါဖျားသခင်စီပြန်ခဲ့ပါရွှေကိုမြေမုန်ကဲ့သို့ဖြစ်စေမှာရွှေကိုမြေမုန်ကဲ့သို့ဖြစ်စေမှာဖျားနာမနေစမ်းမှာဖျားနာမနေစမ်းမှာဖျားနဲ့သာမွေးလျော်ပါဖျားနဲ့သာမွေးလျော်ပါကောင်းစားခြင်းနဲ့သင်ဟာမိတ်ဆွေဖြစ်လားကောင်းစားခြင်းနဲ့သင်ဟာမိတ်ဆွေဖြစ်လားကောင်း
ခြင်းရဲ့ရတာများကောင်းစားခြင်းရဲ့ရတာများခံစားမိလားမခံစားမိလားမ ဘုရားသခင်ကိုဥထိတ်ထားရင် ဘုရားသခင်ကိုဥထိတ်ချရင် ကောင်းစားမှာပါ ကောင်းစားမှာပါကဲတသားမီးတို့ဖះအနာမှာနေစမ်းမှာဖះနဲ့သာမွေးလျော်ပါကဲအဲ့ဒါဘာကိုပြောရလဲဖះအနာမှာဆိုဘယ်နာမှာသွားနေရမှာလဲဖះเจ้าမှာလားဖះနဲ့သာမွေးလျော်ပါဆိုတာဘာလောက်ခိုင်းတာလဲလားအော်ဖះသခင်နဲ့အချိန်ယူတာကိုပြောဟုတ်ပြီနော်တော်တယ်ဆမဟဲလို့ဒီစာသားကိုလို့ကလေးတွေနားလေပါမလားမသိစမ်းကြည့်ရကလေးတွေနားလေတယ်နော်ကဲဒါဆိုနားလေပြီဆိုတော့ဘာလုပ်ရမှာလဲလိုက်လို့ရမှာဟုတ်ပြီဒါဆိုရင်အခုနော်ဆ iam ဒီတခြင်းတွေကနည်းနည်းလေးဆ iam တွေအတွက်ဆိုနည်းနည်းလေးနော်ဆိုရတာနည်းနည်းလေးအတန်ကနည်းနည်းလေးညင့်တယ်နော်ဒါကြောင့်မလို့အခုတီးလုံးလေးနဲ့ပဲအခုဆ iam လည်းချပေးပြီဆိုတော့တို့တွေဆိုကြည့်မယ်ဟုတ်ပြီနော်တီးလုံးဆိုတာဒီထဲမှာ vocal ပါမယ်နော်ဘယ်သူတွေလဲမသိတော့ဦးစားပေးတာမားနေတယ်ကိုချက်ပဲရင်လောက်တယ်ကြားကိုနောက်ချန်သားတယ်ကြားခင်ကိုဦးထိတ်ချရရအားလုံးပြည့်စုံပါခင်နဲ့ကြောင်းရဲ့ဘယ်ဟာရောက်ဖွယ်လုံးချို့တို့ပြူမတင်ဘွားတက်တာကောင်းစားမယ်ရခင်နဲ့ကြောင်းရဲ့ဘယ်ဟာရောက်ဖွယ်လုံးချို့တို့ပြူမကောင်းစားမယ်Shut up, Jack, is it getting up? Train on the book of December. Piano, Malaysia, piano, the window. Come on to the house, make it loud. Come on to the yard, yeah. Cause I'll be loud. Solo. Amen. Amen. Now you walk in, no? ရှားကဖျားသခင်စီပြန်ခဲ့ပါစလိန်လုံးတင်ဆန်ခါစီเนาะဟုတ်တယ်နော်အဲ့ဒါကိုဒီမှာထားစင်တူဖြစ်နေဖျားသခင်ထံဖြစ်နေเนาะအဲ့လေးပြင်လိုက်မယ်เนาะသမီးတို့ဘောပင်လေးနဲ့ပြင်လိုက်မယ်เนาะကဲရပြီဆိုလို့ရှိရင်တို့ဒီတချင်းလေးရဲ့အမူအရာလေးကိုလည်းဆက်ပြီးတော့လုပ်မယ်เนาะဆိုဆရာမခက်ခက်ကအမူအရာရှင်းပြမယ်ကျန်တဲ့ဆရာမတွေလည်းအမူအရာအတူတူလုပ်မယ်เนาะဆိုတော့သမီးတို့ကြည့်ထားမယ်เนาะကဲဆရာမတွေလည်းစင်ပေါ်ကိုတက်လာပေးပါလို့
ကဲရပြီဆိုရင်တသားမျိုးစာရွက်လေးတွေမေးချထားမယ်ဆရာမလုပ်တဲ့တိုင်းလိုက်လုပ်မယ်ကဲရပြီနော်ကစားဖို့ပဲစဉ်းစားကစားမယ်မလေးနော်ကစားဖို့ပဲစဉ်းစားကျန်းစာဖတ်ဖို့မအောင်ဝါခုံးမဲ့တပတ်လို့ညင်းတာကျန်းစာမဖတ်ချင်ဘူးနော်ကျန်းစာဖတ်ဖို့တီကစားဖို့ပဲစဉ်းစားကျန်းစာဖတ်ဖို့မအား TV ဂိမ်းတွေရမ်းစော့လက်နဲ့လုပ်တယ်လေ TV ဂိမ်းတွေရမ်းစော့ဖျားသခင်ကိုမေ့လျော့TV ဂိမ်းတွေရမ်းစော့ဖျားသခင်ကိုမေ့လျော့ကာတွန်းကားတွေရမ်းကြည့်ဖျားသခင်တွက်ချိန်မရှိအဲ့ဒါကြည့်မယ်ဟုတ်ပြီကာတွန်းကားအဲ့ဒါဘာလဲဆိုတော့လည်းရှင်းပြပေးလိုက်ကာတွန်းကားလေးလေမျက်လုံးကကြည့်တာဟုတ်ပြီကာတွန်းကားတွေရမ်းကြည့်ဖျားသခင်တွက်ချိန်မရှိခုနလိုပဲနော်ကောင်းစားတာတော့လိုချင်တယ်ကောင်းစားတာတော့လိုချင်တယ်ဦးစားပေးတာမှားနေတယ်ကညာထောက်မယ်ဆိုရင်ဘယ်ဟာလက်မလေးကိုချလိုက်မယ်နော်ကောင်းစားတာတော့လိုချင်တယ်ဦးစားပေးတာမှားနေကိုယ့်အတွက်ပဲကိုလှုပ်တယ်ဖျားကိုနောက်ချန်ထားတယ်ကိုယ့်အတွက်ပဲကိုလှုပ်တယ်အရင်ဒီမှာနော်ကိုယ့်အတွက်ပဲအရင်လှုပ်တယ်ကိုယ့်အတွက်ပဲအရင်လှုပ်တယ်ဖျားကိုနောက်ချန်ထားတယ်ဖျားကိုမနေ့ကကောင်းကြီးထာဝရဘုရားကိုကိုးစားခြင်းကောင်းကြီးဘယ်ဘက်လက်ကခါပေါ်မှာညာဘက်လက်ကဘယ်ဘက်ရင်အုံလေးပေါ်မှာတင်ထားမယ်တတမိမိကဒီလိုလေးဖြစ်မယ်နော်ဟုတ်ပြီရပြီဖျားကိုနောက်ချန်ထားတယ်ဖျားကိုနောက်ချန်ထားတယ်ကဲမနေ့ကလိုပဲနော်ဖျားကိုဖျားသခင်ကိုဥထိတ်ထားနံပါတ်1နေရာမှာထားမယ်နော်ဖျားသခင်ကိုဥထိတ်ထားအရာရာအားလုံးပြည့်စုံသွားတပတ်လှည့်မယ်နော်ဟုတ်ပြီကဲအဲ့ဒါလေးပြန်လုပ်ကြည့်မယ်ကောင်းစားတာတော့လိုချင်တယ်ကောင်းစားတာတော့လိုချင်တယ်ဦးစားပေးတာမှားနေတယ်ကိုယ့်အတွက်ပဲအရင်လုပ်တယ်ဖျားကိုနောက်ချန်ထားတယ်ဖျားသခင်ကိုဥထိတ်ထားအရာရာအားလုံးပြည့်စုံသွားကဲဒါဆိုရင်အောက်ကသွားမယ်ဖျားသခင်နဲ့အကျွမ်းဝင်၍မိတ္တဟာယဖွဲ့လော့ခင်နဲ့အကျွမ်းဝင်၍မိတ္တဟာယဖွဲ့လော့လက်ကလေးကချိတ်လိုက်မယ်နော်ဟုတ်ပြီဖျားသခင်နဲ့ကျွမ်းဝင်၍မိတ္တဟာယဖွဲ့လော့ထို့သောပြုမှသင်ပွားတတ်တာကောင်းစားမယ်အဲ့ဒီမှာဆိုလို့ရှိရင်နော်နှစ်ယောက်ပဲတကယ်ကြီးဖြစ်မယ်နော်ထို့သောပြုမှသင်ပွားတတ်တာကောင်းစားမယ်ကောင်းစားမယ်ဟုတ်ပြီဒါပဲဇိမ်ပဲတို့တွေအေးဆေးပဲเนาะအဲ့လိုလုပ်မယ်เนาะတို့ဖျားသခင်နဲ့ကျွမ်းဝင်၍မိတ္တာယဖွဲ့လို့ပြန်လုပ်မယ်ဖျားသခင်နဲ့ကျွမ်းဝင်၍မိတ္တာယဖွဲ့လို့ထို့သောပြုမှသင်ပွားတတ်တာကောင်းစားမယ်ဖျားသခင်နဲ့ကျွမ်းဝင်၍မိတ္တာယဖွဲ့လို့ထို့သောပြုမှကောင်းစားမယ်မခက်ဘူးတော်တာချမတော်မမနှွှဲလိုက်ကြည့်နေရတော်လိုက်တော့ဒူးစရိုက်ကိုဖယ်ရှားကမကောင်းဖယ်ရှားကဖျားသခင်ထံပြန်ခဲ့ပါဖျားသခင်စီပြန်ခဲ့ပါဒူးစရိုက်ကိုဖယ်ရှားကဖျားသခင်စီပြန်ခဲ့ပါရွှေကိုမြေမှုန့်ကဲ့သို့ချစ်စင်ပါမြေမှုန့်လေးနော်အမုံလေးတွေနော်အဲ့ဒါပြောဒူးဆိုင်ကိုဖယ်ရှားကဖျားသခင်စီကြံခဲ့ပါရွှေကိုမြေမှုန့်ကဲ့သို့ချစ်စင်ပါရွှေကင်ထားတယ်ဆိုတော့နည်းနော်လှုပ်ဟုတ်ပြီနော်ဖျားနာမှာနေစမ်းပါဟိုဝိညာဉ်လမ်းညွန့်တော့တိုးတဲ့ပုံစံမျိုးနော်ဖျားနဲ့သာမွေးလျော်ပါဟုတ်ပြီကောင်းစားခြင်းနဲ့သင်ဟာမိတ်ဆွေဖြစ်လာ
မိတ်အဲဒီတစ်ခေါက်တော့ဖျားနာမှနေတော့အတူတူဖြစ်သွားပြီနော်ကောင်းစားခြင်းရဲ့တင်ဟာမိတ်ဆွေကောင်းစားခြင်းရဲ့အရာသာများခံစားမိလားမဟုတ်ပြီအများခံစားမိလားမဖျားသခင်ကိုဥထိတ်ထားရင်ကောင်းစားမှာပါဟုတ်ပြီဒါဆိုရင်ဆရာမတို့တချင်းလေးဖွင့်မယ်ဆရာမတွေအရင်ဆုံးအမူအရာလေးနဲ့နော်တချင်းလေးကိုကြီးမွမ်းတော့တို့တွေတူကြည့်မယ်ပြီးရင်တို့နောက်တစ်ခေါက်တူတူပြန်လုပ်မယ်နော်အဲဒါဆိုရင်တချင်းလေးတစ်ချက်လောက်ဖွင့်မယ်လုပ်မယ်ဘာလို့ဒီလိုထိုင်ရလဲလိုက်လုပ်မယ်ဒါဖို့ပဲစဉ်းစားစမ်းစာဖတ်ဖို့မအား TV ဂိမ်းနဲ့ရမ်းဆော့ချားခင်ကိုမင်းရောက်ကာတွန်းကားတွေရမ်းကြည့်ချားခင်ကချိန်ရှိကောင်းစားတာတော့လိုချင်တယ်ဦးစားပေးတာမားနေတယ်ကို့ကြွက်ပဲကိုလုပ်တယ်ဖျားကိုနောက်ချန်ထားတယ်ဖျားခင်ကိုဦးထိတ်ထားရရအားလုံးပြည့်စုံသွားဖျားခင်နဲ့ကြွဝင်ရင်မိတ္တဟာရခွဲလို့တို့တို့ပြမတဲ့ဘွားတတ်တာကောင်းစားမယ်ဖျားခင်နဲ့ကြွဝင်ရင်မိတ္တဟာရခွဲတို့တို့ပြမကောင်းစားမယ်ဒုစရိုက်ကိုဖယ်ရှားကဖျားခင်ချမ်းသာခဲ့ပါရွှေကိုမြင်မှုကဲ့သို့ဖြစ်စေမှာတရားနာမနေစမတရားနဲ့ကဝိညာဉ်ပါကောင်းစားခြင်းနဲ့သင်ဟာမိတ်ဆွေဖြစ်လာကောင်းစားခြင်းရဲ့ရတာများခံစားမိလားမကဲအားလုံးမတည့်ရမယ်ရပြီလိုက်ဆိုနော်ဒီတစ်ခေါက်အနီနဲ့လိန်မော်နဲ့တချင်းဆိုပေးပဲအဝါနဲ့အစိမ်းနဲ့ကအမူအရာနဲ့ကဟုတ်ပြီနော်ကဲစမအစနေပြန်ဆက်ပေးကဲဟုတ်ပြီဒါဆိုရင်အဝါနဲ့လိန်နဲ့လိန်မော်နဲ့အနီနဲ့တချင်းဆိုမယ်နော်ကြဲလေး
စိတ်အတန်လေးနည်းနည်းကျဲမယ်ဖျားကိုနောက်ကျန်ရာရာအားလုံးပြည့်စုံသွားဖျားခင်လေးကြောင့်လေးမေတ္တာရောက်ပဲ Tu prima tu puoi ta casa me ya che già vuoi me ta haya quella tu prima casa me tu ya go che chama ya che si che ma shi go mi ma che tu che se ma ya na ma ne za pa ya ne da vuoi lo pa casa di ne de ha me se che la casa di ne ya da ya ဆိုမယ်လေးနေလုံးဆိုမယ် Tu sei come sciaga, sa che si piegherà, scegli ogni momento che si ma. ဖျားနာမှာ Ya, la manesa va, ya ne da vuelo va, causa ci ne deja, me se piela. Causa ci ne ya da ya, causa mi la ma. Ya che tu uche chai, causa ma va. ဟုတ်ပြီဒီမှာဆရာမအဲ့ဆရာတချင်းလာဆိုပေးနေတယ်ဟုတ်ပြီကဲအခုဆရာမအဲ့ဆရာတချင်းဆိုပေးမယ်သူကတသားမီးတို့တချင်းကနေနဲ့ဟုတ်ပြီဒီမှာစာသားရှိရတည်းခဏလေးဆရာမအငယ်ဆုံးတန်းနဲ့ဆရာမခက်တန်းပေါ့ဆရာမတန်းဆရာမမသာတန်းနဲ့ဆရာမခက်တန်းအပေါ်လာမယ်ညံလာမယ်ဘယ်အသင်းလဲညံလာမယ်ကဲအငယ်ဆုံးကဲ သင် ဆရာ ခ မ န်းစာအချိန်မှာသင်တဲ့ကလေးတွေဘယ်အတန်း ငါ နေရောက် နေ လဲ 6နှစ်9နှစ်တဲ့အကုန်လာမယ်ရှင်းနှစ်အကုန်လာမယ်ကိုနှစ်10နှစ်မပါဘူးကောင်းပြီစီမံ ခဏပါစီလာလေ ကဲဟိုမအပေါ်လဲတက်လို့ရလေအပေါ်နဲ့တစင်းတက်လို့ရလေတသားမျိုးတို့မငြင်းဘူးဖြစ်နေတယ် Thank
သေးလေးသေးလို့ကျေးဇူးတင်ပါတယ်ကဲတို့တွေမှန်တဲ့ဦးစားပေးတဲ့ကလေးလေးတွေဖြစ်မလားမှန်တဲ့ဦးစားပေးတဲ့ကလေးလေးတွေဖြစ်မလားဒီတော့မနဲ့စာမစားတဲ့လေဆိုနဲ့နော်ကဲဟုတ်ပြီနည်းနည်းမောလို့ပါဟုတ်တယ်မလားကဲဒါဆိုရင်မှန်တဲ့ဦးစားပေးဖို့ဖျားစကားကိုနားထောင်ဖို့အချိန်ရောက်ပါပြီအတန်းခွဲပြီးတော့တမချမ်းသာတင်ကြမဲ့ချိန်ရောက်ပါပြီဒါကြောင့်မှန်သောဦးစားပေးခြင်းလုံနိုင်မှုတက်ကဲသွားပြီးတော့နှုတ်ကပတ်တော်ခိုင်းပြီးမယ်ကိုယ်အတန်းကိုကိုသွားမယ်နော်